နေပြည်တော်မှာမြို့နယ်ရှင်းမြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ဆိုတာလေးအချင်းချုပ်လေးပြောပြရစီနေပြည်တော်မှာမြို့ဟောင်းတွေဖြစ်တဲ့လေဝေးပြမနာတက်ကုန်းဆိုပြီးတော့၃မြို့ရှိသလိုတီရီ၅မြို့နယ်လို့ခေါ်တဲ့တက္ကိနတီရီမြို့နယ်စပူတီရီမြို့နယ်ဩတ္တရတီရီမြို့နယ်ပုပ္ပတီရီမြို့နယ်ဇေယျတီရီမြို့နယ်ဆိုပြီးတော့တီရီ၅မြို့နယ်ဘောင်ရှင်းမြို့နယ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်တက္ကိနတီရီမြို့နယ်မှာဆိုလို့ရှိရင်အမြန်လိုင်းရဆင်းလာခြင်းတွေ့နိုင်တဲ့မြို့ဖြစ်ပါတယ်တက္ကိနတီရီမြို့နယ်ထဲမှာထင်ရှားတဲ့အနေနဲ့ဟိုတယ်ဇုန်နံပါတ်3လို့ခေါ်တဲ့ famous တို့ Roseland Hotel ဒီလိုမျိုးရှိတဲ့ဟိုတယ်ဇုန်3ရှိပါတယ်နောက်ကျောင်းမြဲဧကကွက်တွေလည်းရှိရဲကျောင်းမြဲအချောတဲ့စီလည်းတည်ရှိပါတယ်နောက်နိုင်ငံတော်အဂေယာလို့ခေါ်တဲ့ကျွန်တော်တို့အစိုးရ delegation စီတဲလို့ရတဲ့ 5 star hotel တွေတည်ရှိတဲ့ကျွန်တော်တို့နိုင်ငံတော်အဂေယာလည်းရှိပါတယ်အဲထဲမှာဆိုရင် Park Royal တို့ Cabin Ski တို့M Gallery Hotel တို့အဲ့လိုမျိုးတွေရှိပါတယ်နောက်ဒီဘက်ဆက်လာမယ်ဆိုလို့ရှိရင်ဇဘူတီမြို့နယ်ရှိပါတယ်ဇဘူတီမြို့နယ်ကတော့မြို့လေကောင်တဲတဲ့ဖြစ်ပါတယ်တပြေကုန်းဖွဲ့စည်းထားပါတယ်ကျွန်တော်ဗိုလ်ချုပ်ကြေးရုပ်ကြီးလည်းရှိပါတယ်မြို့တော်ခန်းမှာလည်းရှိပါတယ်နောက်ဇဘူတီမှာဆိုလို့ရှိရင်အများသိတဲ့ AR လမ်းမကြီးလည်းရှိတယ်ပြင်မနာနေတောင်ညိုကိုအထိပေါက်တဲ့ပြင်မနာတောင်ညိုလမ်းမကြီးလည်းရှိပါတယ်လူနေသိသိပြီးစီးပွားရေးကောင်းတယ်မြေကွက်တွေနေနဲ့လည်းဈေးနှုန်းမြင့်မာတဲ့အနေအထားတစ်ခုမှရှိတဲ့မြို့နယ်လည်းဖြစ်ပါတယ်နေပြီးတော့ကောင်စီကြီးလည်းတည်ရှိတဲ့မြို့နယ်လည်းဖြစ်ပါတယ်နောက်ကျွန်တော်တို့တောင်မချမ်းမှာဆိုရင်လေဝေးရှိမယ်လေဝေးကတော့မြို့ဟောင်းဖြစ်တဲ့ညီကျွန်တော်တို့ကုန်တယ်ပွဲစားအယောင်းဝယ်သမားစိုက်ပျိုးရေးအခြေခံတဲ့ပွဲရုံလုပ်ငန်းတွေနဲ့စီကားထွန်းကားတဲ့မြို့ဖြစ်ပါတယ်လူနေလည်းထူထပ်ပါတယ်ဖောင်တော်ချက်မကြီးရလို့ရှိရင်လေဝေးရဲ့သမိုင်းဝင်ကျွန်တော်တို့ဖျားလည်းဖြစ်ပါတယ်နောက်ကျွန်တော်တို့ပြင်မနာပေါ့နော်ပြင်မနာကတော့အများသိတယ်မြို့ဟောင်းဖြစ်တယ်လေဝေးတိုင်းပါပဲနော်ကျွန်တော်တို့အယောင်းဝယ်တွေနောက်ပြီးတော့စိုက်ပျိုးရေးအခြေခံတဲ့လုပ်ငန်းတွေကုန်တယ်ပွဲစားတွေနောက်ပြီးတော့တခြားသောကားရှိုးတို့နေအများကြီးပေါ့အဲ့လိုမျိုးလုပ်ငန်းတွေနဲ့အဆင်ပြေတဲ့မြို့ဖြစ်ပါတယ်ရာသဌာနီမိန်းလမ်းမကြီးပေါ့နော်အထင်ကြီးလမ်းမကြီးနဲ့ရန်မန်းလမ်းပေါ့နော်ရန်ကုန်ကနေမန်းလေးဟိုအရင်တော့အမြန်လမ်းမပေါ်ခင်ကအသုံးပြုခဲ့တဲ့ရန်မန်းလမ်းဟောင်းလည်းရှိပါတယ်ကျွန်တော်တို့မြို့ထဲမှာဝိုချိုလန်းတို့နောက်ပြီးတော့ကျွန်တော်တို့ပေါင်းလောင်းရက်ကွက်တို့ရွှေကြီးတို့အစရှိပြီပေါ့နော်ရက်ကွက်တွေများစွာနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီးတော့စီးပွားရေးကောင်းပြီးလူနေထူထပ်တဲ့မြို့လည်းဖြစ်ပါတယ်နောက်ကျွန်တော်တို့ဥတ္တရသီမြို့ဟာဆိုလို့ရှိရင်ရာသသင်္ဃလို့ခေါ်တဲ့အရင်ခေတ်ကလူကြီးတွေကိုချထားပြီးရာသသင်္ဃရက်ကွက်လည်းရှိတယ်နောက် Oceanပေါ့နော်ဥတ္တရသီ Ocean Supermarket လည်းရှိတယ်Sima Living Mall လည်းရှိတယ်အဲ့မှာဆိုလို့ရှိရင် NISC လို့ခေါ်တဲ့ကျွန်တော်တို့ရက်ကွက်ခေါ်ပေါ့ဘိုးเจ้าပေါ့နော်အင်္ဂလိပ်စာသင်တဲ့เจ้าတွေလည်းရှိတယ်နောက်ပြီးတော့တခြား CAE လို့ဟာမျိုးနော်မြန်မာเจ้าတွေလည်းရှိပါတယ်ရွှေပစုံစိတ်တိုင်းကြ SB Bakery စရှိဖြင့်နာမည်ရှိ brand စားတောက်ဆိုင်တွေ T-shirt တွေလည်းရှိတဲ့မြို့လည်းဖြစ်ပါတယ်မြေအကျယ်ပေ200ပတ်လည်ရနေပြီးတော့ပေ40 60ထိအလွှာဆုံးရှိတဲ့မြို့လည်းဖြစ်ပါတယ်ဆက်ပြီးသွားမယ်ဆိုလို့ရှိရင်ပုပ္ပတိရှိပါတယ်ပုပ္ပတိဟာဆိုလို့ရှိရင်အခုလက်တလောအများသိတဲ့နေပြည်တော် Polytechnic ကျွန်တော်တို့ engineer အကြောင်းရင်းနဲ့တည်ရှိပါတယ်ဗုဒ္ဓဂါယာလည်းတည်ရှိပါတယ်နေပြည်တော်ဘူရာကြီးနဲ့ကညနာရုံးချုပ်တည်ရှိတဲ့မြို့လည်းဖြစ်ပါတယ်ပေ40 60 80ပေ80ပတ်လို့ဆိုပြီးတော့ရာရှိကြီးရာရှိလက်ရာရှိငယ်အလွှာဆုံးနေထိုင်တဲ့မြို့လည်းဖြစ်ပါတယ်ပုပ္ပတိမြို့နယ်ဟာဗိုလ်ချုပ်ပန်းညံရှိတဲ့တခုလေးသောမြို့နယ်တခုလည်းဖြစ်ပါတယ်ပုပ္ပတိရဲ့ကျွန်တော်တို့ဟိုဘက်ကိုကရက်ဆက်သွားမယ်ဆိုရင်ဇေယျတိမြို့ရှိပါတယ်ဇေယျတိမြို့ကတော့ကျွန်တော်တို့အမျိုးသားထိမ့်မဲ့ဥယျာဉ်တရိษံဥယျာဉ်အစသဖြင့်ကျွန်တော်အပန်းဖြေနေရာတွေလည်းရှိသလိုပြည်စံအောင်နန်းအောရက်ကွက်နဲ့တခြားသောရွာတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် military base area ဖြစ်တဲ့အတွက်ကျွန်တော်တပ်မတော်စေယုံနေနောက်တပ်မတော်တောင်ပမီရဲ့စေယုံနေတည်ရှိတဲ့မြို့လည်းဖြစ်ပါတယ်ဇေယျတိမြို့ကနေပြီးတော့ကျွန်တော်မြောက်ဖက်ဆက်သွားမယ်ဆိုလို့ရှိရင်တက်ကုန်းမြို့ရှိပါတယ်တက်ကုန်းမြို့ကတော့ကျွန်တော်မြို့ဟောင်းဖြစ်တာနဲ့အညီညီတခြားမြို့ဟောင်းတွေလိုပဲစီးပွားရေးကောင်းတယ်လူနေထူထပ်တယ်ကုန်တယ်ပွဲစားအယောင်းဝယ်သမားနော်စီးပွားစိုက်ပျိုးရေးအခြေခံတဲ့လုပ်ငန်းတွေတခြားသောအယောင်းဝယ်လုပ်ငန်းတွေနဲ့
ထွန်ကားစီကားနေတဲ့မြို့လည်းဖြစ်ပါတယ်ဒီရှစ်မြို့နယ်မှာကျွန်တော်သိသလောက်ခေါင်းထဲမှာရှိသလောက် live လွှင့်ပြီးပြောတာဖြစ်တဲ့အတွက်ကြံခဲ့တာရှိနိုင်ပါတယ်နော်တကယ်လို့ရှိခင်လည်းထပ်ဆင့်ပြီးတော့ဖြည့်ဆွတ်နိုင်ပါတယ်ခင်ဗျဒီဗီဒီယိုအားဆိုလို့ရှိရင်နေပြီးတော့မှနေတဲ့သူထက်ချားမျိုးရသူတွေအတွက်ရည်ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ